Manchester United နဲ့ဆွေးနွေးမှုတွေအရှိန်အဟုန်မြင့်လှုပ်ဆောင်နေတဲ့ Matheus Fernandes ကို Real Madrid အပြင် Tottenham Hotspur အသင်းတို့ကပါစိတ်ဝင်စားမှုတွေရှိလာတယ်ပေါ့ဒါပေမဲ့လည်း Manchester United ကပဲဒီအပြောင်းရွှေ့မှာလက်ရှိအချိန်ထိဦးဆောင်နေတယ်ဆိုပြီးတော့ Fabrizio Romano ရဲ့ YouTube ကနေပြောကြားလာတဲ့ report တစ်ခုအကြောင်းအရာကိုကျွန်တော်တို့ဆွေးနွေးတင်ဆက်ကြည့်အောင်ပါအားလုံးပဲမင်္ဂလာပါကျွန်တော်တို့တင်းဒီ Game News ရတုပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ YouTube Channel နဲ့ Facebook Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်Matheus Fernandes အတွက်ကို Manchester United ကဝါဆန်အသင်းနဲ့ကောဒါ Matheus Fernandes ရဲ့ကိုယ်စားလှယ်အနေနဲ့ကောဓာတ်ရိုက်ဆွေးနွေးမှုတွေပြုလုပ်နေတာဖြစ်တယ်တိကျတဲ့တေချာတဲ့ဇင်းလုံးအပြောင်းရွှေ့ပြီးတော့အသေးစိတ်အချက်လက်တွေအကုန်လုံးကို United ကအခုချိန်မှာအချိန်ဟုန်မြင့်ဆွေးနွေးနေတာဖြစ်တယ်အချိန်ကတော့ကြာလာပြီဗျာကျွန်တော်တို့ဆွေးနွေးလာတာကတလနီးနီးလောက်တော့ရှိလာပြီပေါ့နော်ဒါပေမဲ့လည်း United အနေနဲ့ဝက်ဆန်အသင်းရဲ့တောင်းဆိုတဲ့ပေါင်တန်း80 85တန်းကိုပေးဖို့အတွက်ကိုအဲ့ထက်ကိုပိုပြီးရှော့ရော့ကြတဲ့ဇင်းလုံးနဲ့ပေါ်ယူနိုင်မှုအတွက်ကိုဆွေးနွေးမှုတွေပြုလုပ်နေတာပေါ့ဒါပေမဲ့ကျွန်တော်တို့ဘက်ကဘာအားသာချက်ရှိလဲဆိုတော့ Matheus Fernandes ကကျွန်တော်တို့အသင်းကိုပြောင်းညင်နေတာ Personal Agreement ကလည်းယာပြီးသားဖြစ်တာတော့ဒါကျွန်တော်တို့ Manchester United အတွက်ကောင်းမွန်တဲ့အချက်တစ်ခုပေါ့နော်ဝက်ဆန်အသင်းကတော့လောလောဆယ်မှာFernandes ကိုယ်တိုင်က Manchester United ကိုပြောင်းရွှေ့နေတာဖြစ်တဲ့အတွက်ကြောင့် Manchester United နဲ့ပဲဓာတ်ရိုက်ဆွေးနွေးနေတာပေါ့ Real Madrid ကစိတ်ဝင်စားနေတယ်ဆိုပေမဲ့လေ Real Madrid က Matheus Fernandes အတွက်ကိုတရားဝင်ဘလောက်နဲ့ဘေးရင်းနဲ့ဆိုပြီးကမ်းလှမ်းတာမျိုးတော့မရှိသေးဘူးဒါပေမဲ့အခုကျွန်တော်တို့စပါအသင်းကကျွန်တော်တို့လက်လျှော့ထားလိုက်တဲ့ထိုနယ်လီကိုဒါစိတ်ဝင်စားမှုတွေပြုလုပ်နေတယ်ကမ်းလှမ်းမှုအတွက်လည်းပြင်ဆင်နေပြီးတော့အခုနောက်ထပ်သူတို့ရဲ့ second option အဖြစ်ကMatheus Fernandes ပါထပ်ပြီးပါလာပြီဒါကြောင့်ဝက်ဆန်အသင်းတောင်းဆိုတဲ့ပေါင်တန်း80ကိုစပါးတို့ကဒါပေးလိုက်ပြီးတော့Matheus Fernandes ကိုလက်ဦးမှုယူသွားမယ်ဆိုရင်ကျွန်တော်တို့ကMatheus Fernandes ကိုလက်လွတ်ရမယ်အလားအလာမှာရှိလာနိုင်ပြီခုချိန်မှာအစားတော့ကျွန်တော်တို့အချိန်ယူပြီးကောင်းမွန်ဆုံးဆွေးနွေးနေတယ်ဆိုပေမဲ့လေကျွန်တော်တို့အနေငယ်စိုးရင်စရာတော့ရှိလာပြီပေါ့နော်ဘာလို့လဲဆိုတော့စပါးအသင်းကအခုချိန်မှာအများကြီးပြန်ပြီးတော့ပြုပြင်ပြောင်းလဲမှုတွေလုပ်နေတာသူတို့အသင်းမှာတကယ်လိုအပ်နေတဲ့နေရာတွေအတွက်ကောင်းပါတယ်ဆိုတဲ့ကစားသမားတွေကိုလိုက်ပြီးတော့ခေါ်ယူဖို့ပြင်ဆင်နေတာဖြစ်တယ်ဒါကြောင့်ဝက်ဆန်အသင်းတောင်းဆိုတဲ့ပေါင်တန်း80ကို United တို့လိုကျွန်တော်တို့အချိန်မဆွဲဘဲနဲ့ရော့အင်းဆိုပြီးတော့ပေးလိုက်မယ်ဆိုလို့ချင်းရင် Manchester United နဲ့ Watson တို့ရဲ့ဆွေးနွေးမှုကအနည်းငယ်အခက်အခဲတွေရှိလာပြီလို့ပြောရမှာပေါ့နော်။ဘာကြောင့်လဲဆိုတော့ United က Watson တောင်းဆိုတဲ့ဈေးကိုမပေးချင်ဘူး။ဒါပေမဲ့ကစားသမားကိုယ်တိုင်ကကျွန်တော်တို့ United ကိုပြောင်းညင်နေတဲ့အားသာချက်တစ်ချက်ကြောင့်ဒါ United ကဒီပြောင်းရွှေ့ကိုအချိန်ယူပြီးဆွေးနွေးနေတာပေါ့။တကယ်လို့ဒါစပါးအသင်းကို Matheus Fernandes ကရောက်သွားပြီဆိုရင်ကျွန်တော်တို့မှနောက်ထပ်ပြီးရွေးချယ်စရာကွင်းတဲ့ကစားသမားကဘယ်သူတွေလို့ဖြစ်မယ်ထင်လဲ။အဲ့တော့Matheus Fernandes ကိုကျွန်တော်တို့ပေါင်တန်း80လောက်ကမဖြစ်မနေပေးရတော့မယ့်အနေဒါကျွန်တော်အရင်ဗီဒီယိုလေးတွေမှာလည်းပြောခဲ့ဘူးလေ။ဘာကြောင့်လဲဆိုတော့ဝက်ဆန်ကလုံးဝဈေးမလျှော့တဲ့အတွက်ကြောင့်ကိုဒါကျွန်တော်တို့ကပေးရတော့မယ့်အတိုင်းတာပေါ့နော်။ဒီလောက်ထိအချိန်ယူနေရတယ်ဆိုတာကလည်းဒါဘုတ်ဖွဲ့အနေနဲ့ကတော့ပတ်စံအများကြီးမသုံးဘူးဆိုတဲ့ခေါင်းစဉ်အောက်ကတော့တွားကျင်တာမှန်ပေမဲ့လည်းလက်ရှိဈေးကွက်အရလဘာဘူးဆိုအခုဒီယိုမန်နီအတွက်ကိုယူရိုတန်း100လောက်ထိကိုကမ်းလှမ်းတာမျိုးတွေရှိတယ်။ဈေးကွက်ကထင်ထားတာထက်ကိုပိုပြီးရှုပ်ထွေးနေတဲ့ဒီလာမဲ့အခုလက်ရှိဈေးကွက်ကပေါ့နော်။ကျွန်တော်တို့ဘယ်လိုဖြစ်နေလဲဆိုတော့ကျွန်တော်တို့စိတ်ထဲမှာအများဆုံးတန်လဲတန်း40 50လောက်ပဲတန်တဲ့ကစားသမားတွေကအနည်းဆုံးတန်း80တန်း80နီးနီးဖြစ်နေတာမျိုးတွေဖြစ်နေတယ်။ United ကတန်း60 80ပေးပြီးတော့ခေါ်ယူခြင်းပေမဲ့လေချိန်နှောင်းနေသွားတာပဲရှိမယ်ဗျာတကယ်အသင်းအတွက်ထိရောက်တဲ့ result မျိုးဖြစ်လာဖို့ရာခိုင်နှုန်းအရန်နည်းနေတယ်လို့ကျွန်တော်ကတော့ထင်မိတယ် United အနေနဲ့လက်ရှိမှာ Matheus Fernandes ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့ဦးဆောင်နေတယ်ဆိုပေမဲ့လေဒီအတိုင်းသာဆက်ပြီးဆွေးနွေးသွားမယ်ဆိုလို့ရှိရင်ဒါMatheus Fernandes ကိုလက်လွတ်ရနိုင်ခြင်းအနည်းငယ်ရှိတယ်ဒါကြောင့် United ဘုတ်ဖွင့်အနေနဲ့လေဒီကစားသမားကိုဆွေးနွေးမှုတွေအဆုံးသတ်သိမ့်ပြီလို့ကျွန်တော်ကတော့ထင်နေဗျာထားဝါဆန်ပေါင်တန်း80လိုချင်တယ်ပြီးမယ်ဗျာပြီးရတော့မယ်အတိုင်းတာကိုဖြစ်နေပြီလက်ရှိ marketing ဈေးကွက်ရပေါင်တန်း80ဆိုတာအသက်ငယ်တဲ့ player potential ရှိတဲ့ player မျိုးအတွက်ကိုပေါင်တန်း80ဆိုတာကအနည်းဆုံးပမာဏလို့ဒါထင်မိတယ်အားကြောင့်လဲ United အနေနဲ့ဒီပေါင်တန်း80ကိုမဖြစ်မနေပေးရတော့မယ်အလားအလာကိုရှိတယ်ဒါကြောင့်ညီကိုတို့အနေနဲ့ရောMatheus Fernandes ကပေါင်တန်း80တန်လားတကယ်ပဲ United ကMatheus Fernandes ကိုပေါင်တန်း80ပေးပြီးတော့အသင်းကိုခေါ်ယူမလားဆိုတော့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးမှာဝင်ရောက်ပြီးတော့ဆွေးနွေးပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်